ပိဿာနဲ့ပတ်သက်ပြီးလေကိုရီငငယ်ကလေးကကြားလာခဲ့ရတဲ့ယုံကြည်လာခဲ့ရတဲ့အရာတွေကတကယ်တော့မဟုတ်ဘူးဆိုရင်ဘယ်လိုလုပ်မလဲဒီအကြောင်းကိုပဲဒီနေ့အတူတူလေ့လာကြည့်ကြရအောင်ငွေဆိုတာမကားမှုမှန်သမျှရဲ့မူလအမြစ်ပဲဟုတ်တယ်ဒီလိုစကားမျိုးကိုရီအားလုံးကြားဘူးကြမှာပါငငယ်ကလေးကအချိန်ချင်းပဲဒါကလည်းကြွယ်ဝချမ်းသာခြင်းတဲ့ပတ်သက်ပြီးကိုရီးယားစီထဲမှာအမြင့်တွယ်နေတဲ့ယုံကြည်ချက်ပေါင်းများစွာတွေကတစ်ခုပဲရှိပါသေးတယ်ဒီလိုအတွေ့အခေါ်မျိုးရင်းနှီးနေကြတယ်ဟုတ်ဒါပဲလေတကယ်လို့များဒီလိုယုံကြည်ချက်တွေကပဲကိုတွေကိုငွေကြေးလွတ်လပ်ခွင့်စီမရောက်အောင်တားဆီးနေတဲ့တခုတည်းသောအရာဖြစ်နေခင်ရောဘယ်လိုလုပ်မလဲဆိုလိုတာကကိုတွေကိုကြွယ်ဝချမ်းသာမှုနဲ့အလံဝေးစေတဲ့အကြီးမားလုံးအတားအဆီးဟာအပြင်ဘက်မှာမဟုတ်ဘူးကိုတွေရဲ့အတွင်းစိတ်တွေကဒီယုံကြည်ချက်တွေကိုယ်တိုင်ပဲဖြစ်နေတာပါဟုတ်ပြီဒါဆိုရင်အဲ့ဒီမမြင်ရတဲ့အထာအစီတွေဆိုတာဘာတွေလဲသူတို့ကဘယ်ကနေရောက်လာကြတာလဲကဲအတူတူစကြည့်လိုက်ကြအောင်တကယ်တော့လေကိုလီတက်ကအများစုကငငယ်ကလေးကကြီးပြင်းလာတဲ့အခါမှာမိသားစုကနေဖြစ်ဖြစ်ကိုလီနေထိုင်တဲ့ယဉ်ကျေးမှုလူဖွဲ့စည်းစီကနေဖြစ်ဖြစ်ပိတ်ဆန်နဲ့ပတ်သက်တဲ့ကန့်သက်ချက်အတွေးတွေကိုမတိစိတ်ကနေစုပ်ယူမိကြလာပါဒီလိုနဲ့ပဲအဲ့ဒီစီမင်းတွေကမျိုးဆက်တစ်ခုပြီးတစ်ခုလက်ဆင့်ကမ်းအမွေဆက်ခံတယ်လို့ဖြစ်သွားကြတယ်အဲ့ဒီလိုကိုတွေကိုကန့်သက်ထားတဲ့ယုံကြည်ချက်တွေထဲမှာအဖြစ်အများဆုံးကတော့ရှားပါမှုကိုအခြေခံတဲ့ယုံကြည်ချက်တွေပါပဲဘာတွေဖြစ်မလဲကြည့်အောင်ကဲဒီမှာအချက်လေးတွေရှိတယ်ကချက်ချင်းစီလို့ကြည့်ပြီးတော့လေကိုယ်စိတ်ထဲမှာပက်တင်ထပ်နေတဲ့ဒါမှမဟုတ်ဟုတ်တယ်ငါလည်းဒီလိုတွေးဖူးတယ်ဆိုပြီးရင်းနှီးနေတဲ့အချက်တွေများရှိမလားဆိုတာကိုတစ်ချက်လောက်ပြန်မေးကြည့်ကြရအောင်ဒါပေမဲ့လေအရေးကြီးဆုံးအချက်ကဘာလဲဆိုတော့ဒီယုံကြည်ချက်တွေထဲကတစ်ခုမှတကယ်ကဘာလုံးဆိုင်ရာအမှန်တရားမဟုတ်ဘူးဆိုတာပါပဲထားတဲ့အားလုံးကအတွေးတွေတသက်ပဲဆိုတော့အဲ့ဒီတွေကကိုရီးယားရဲ့အငွေကြီးဆိုင်ရာလက်တွေဘဝကိုဘလို့များပုံဖော်သွားတယ်လဲဆိုတော့အဓိကကြတဲ့အပိုင်းကိုဆက်ပြီးလေ့လာကြည့်ကြရအောင်အဲ့ဒီတော့ကန့်သက်ထားတဲ့ယုံကြည်ချက်ဆိုတာဘာလဲအဲ့ဒါကလေမပြောင်းလဲနိုင်တဲ့ကမ္ဘာနေရာမတရားကြီးမဟုတ်ဘူးကိုယ့်ရဲ့လက်တွေ့ဘဝကိုကိုယ်စိတ်ကနေတိဆောက်ပြီးချုပ်ချယ်ထားတဲ့အရာတခုပဲဒါကြောင့်မလို့ဒါတွေကိုမပြောင်းလဲနိုင်တဲ့မှန်တရားတွေလို့မမြင်ပဲကိုယ့်ဘာသာကိုတတ်မှတ်ထားတဲ့ကန့်သက်ချက်တွေဖြစ်ပြန်ပြီးတော့ရှုမြင်ဖို့လိုလာပါပြီပြောနေတာကအရန်ရှင်းပါတယ်ကိုရီကြုံတွေ့နေရတဲ့ငွေချေးဆိုင်ရာအတားအဆီးအဆင့်မှန်ဆိုတာတခြားပဲမဟုတ်ဘူးကိုရီရဲ့စိတ်ထဲမှာပဲရှိနေတာပါကိုယ့်ရဲ့ကန့်သက်ထားတဲ့ယုံကြည်ချက်တွေကပဲကိုရီကြုံခံစားနိုင်တဲ့ຢာတွေကိုကန့်သက်ထားတာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီယုံကြည်ချက်တွေကိုဘယ်လိုပြောင်းမလဲစိတ်မပူပါနဲ့အရန်ရိုးရှင်းတဲ့အဆင့်၃ဆင့်ပဲပါတဲ့လက်တွေ့ကျတဲ့လေးချင်းခံလေးတစ်ခုကိုကြည့်လိုက်ကြရအောင်ဒီလဲချင်းခံကအရန်ရိုးရှင်းပါတယ်ဒါပေမဲ့ကိုရီးယားမတိစိတ်ထဲမှာအမစ်တွယ်နေတဲ့အတွေးတွေကိုပြန်လဲပုံဖော်ဖို့အတွက်အလွန်ကိုထိရောက်ပါတယ်ပထမဆုံးစောကဆောင်ရင်တဲ့ကကိုယ့်ရဲ့ရှားဝါမှုဆိုင်ရာအယုံကြည်ချက်ကိုဖော်ထုတ်မယ်ပြီးရင်အဲ့ဒီတစ်ခုချင်းစီအတွက်သူ့ရဲ့စမ်းကြည့်မဖြစ်တဲ့ IM ဖြစ်စေတဲ့အတွေးတစ်ခုကိုပြန်ရွတ်ဆိုမယ်နောက်ဆုံးဆင့်ကတော့ဒီလေးချက်ကတစ်ခုလုံးကိုတစ်နေ့တာအတွင်းမှာနောက်တစ်နှစ်ချင်းထပ်လုပ်ပြရုံပါတယ်အရေးကြီးတာကဒီနံပါတ်3ပါပဲယုံကြည်ချက်အဟောင်းတစ်ခုခုကိုကျော်လွှားနိုင်ဖို့အတွက်အင်အားဖြည့်ပေမဲ့စန့်ကျင်ဘက်အတွေးတစ်ခုကိုအနည်းဆုံး3ကြိမ်လောက်ထပ်ခါရွတ်ဆိုပေးဖို့ကအင်မတန်အရေးကြီးပါတယ်ဥပမာအနေနဲ့ပြောရရင်ပေါ့နော်ပိတ်ဆန်ရဖို့ခက်အလူလုပ်ရတယ်ဆိုတဲ့ရှားပါမှုအတွေးမျိုးကိုမှရှိနေတယ်ဆိုရင်အဲ့ဒါကိုငွေဟာနေရာတွေကနေကိုယ့်အစီကိုအလွယ်တကူစီးဝင်လာတယ်ဆိုတဲ့ပေါများမှုအတွေးနဲ့တိုက်ရိုက်အစားထိုးလိုက်တာမျိုးပေါ့ဟုတ်ပြီဒီလိုအတွေးအသစ်တွေကိုယ်စိတ်ထဲမှာခိုင်မာအမြင့်တွယ်သွားဖို့အတွက်ကတော့ဇွဲရှိဆက်လုပ်သွားဖို့ကအဓိကတော့ချက်ပါပဲအဲ့တော့ဒီအတွေ့အခေါ်တစ်ကိုပူပြီးအထောက်အကူဖြစ်စေမဲ့နေစဉ်လုပ်လို့ရတဲ့အလေးအကျင့်တချို့ကိုလည်းစပ်ပြီးကြည့်လိုက်ကြအောင်ဥပမာငွေကိုလက်ခံရရှိတဲ့အခါတိုင်းကျေးဇူးတင်တဲ့စိတ်မွေးတာမျိုးပြီးတော့ဒါပြီးကစိတ်ဝင်စားဖို့ကောင်းတယ်ကိုယ်စီကနေထွက်သွားတဲ့ငွေကိုအပြင်ထွက်သွားတာလို့မမြင်ဘဲကိုယ်စီအစားပေါင်းများစွာပြန်ဝင်လာလို့မဲ့ငွေအဖြစ်ရှုမြင်တတ်တာမျိုးတွေပေါ့နောက်ပြီးအဲ့ရမဝင်ခင်ကြွယ်ဝမှုဆိုင်ရာ affirmation အတန်သွင်းချက်တွေကိုနားထောင်တာမျိုးတွေကလည်းပေါ်များကြွယ်ဝမှုစိတ်တက်ကိုခိုင်မာစေတဲ့အလေးချင်းကောင်းတွေပါပဲဆိုတော့အဓိကတော့ချက်ကဘာဖြစ်သွားလဲဆိုတော့ထက်ခါလေ့ကျင့်ခြင်းမှာပဲဇွဲရှိနဲ့နေ့စဉ်လေ့ကျင့်မှသာလျှင်ရှားပါမှုဆိုင်ရာအတွေ့ခေါ်ဟောင်းတွေကတဖြည်းဖြည်းခွင့်ယူမိန်ပြောက်ွယ်တော့ပြီးအတွေ့အသစ်တွေကအစားထိုးဝင်ရောက်လာမှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့အားလုံးဒါမှတ်ထားစရာတို့ချုပ်ကဒါပါပဲပိတ်ဆံပေါ်ထားတဲ့ကိုယ့်ရဲ့အတွေ့အကြုံကိုပြောင်းလဲလိုက်ပါအဲ့ဒါဆိုရင်ပိတ်ဆံကလည်းကိုယ်ပေါ်ထားတဲ့သူ့ရဲ့ပြုမှုကိုမလွယ်မသွေပြောင်းလဲလာပါလိမ့်မယ်ကဲဒီရှင်းလင်းတင်ပြမှုလေးပြီးမှတော့ကိုဒီမေးခွန်းလေးတစ်ခုပြန်မေးကြည့်လိုက်ကြရအောင်ဒီနေ့ကပြီးငါပြောင်းလဲပစ်သူအသင့်ဖြစ်နေတဲ့ယုံကြည်ချက်တစ်ခုကဘာဖြစ်မလဲ